တွေအခု SUV စီးခဲ့ပြီးသွားပြီတော်တော်လေး feeling လေးမိုက်တယ်အမပြောသလိုပဲ နေသွားတယ်အမပြောတာနေသွားတယ် ခဏပဲကြောက်တာခဲခဲတာမိုက် ဆို ပါ တော့ဆိုတော့အဲ့ဒီ feeling နဲ့ကျွန်တော်ယူသွားပြီဆိုတော့အခုကျွန်တော် camping ပေါ့နော် camping မှာသွားပြီးတော့ကျွန်တော်တို့ activities တွေပေါ့အဲ့ဒါလေးတွေကျွန်တော်လုပ်မယ်ဆိုတော့အဲ့မှာကျတော့ဗာလေးရ အဲ့မှာဒါအမတို့ camping program ပေါ့နော် camping program ကိုအမတို့က try တဲ့လူတွေပဲအဲ့နေရာကိုသွားလို့ရတယ်သူကဒါစခန်းလေးပေါ့နော်တီးတက်ပေါ့နော် camping program နဲ့လာတဲ့လူတွေအတွက်ကိုတီးတက်လုပ်ထားတယ်လုံးဝသူက private အဲ့ဒီမှာလုံးဝမိုက်တယ်အဲ့ဒါကတော့အမတို့ကအစားတောက်လေးပါတယ်စားတောက်ကလည်းအရင်ကောင်းတဲ့လေတော့မိဘူးပေါ့နော်လေတော့အစားတောက်ပါမယ်ပြီးပြီဆိုရင်ဖက်ကင်လည်းခြောက်လို့ရမယ်ပြီးပြီဆိုတော့မတို့အမှနီးစင်တွေလည်းတက်လို့ရမယ်စပိန်တွေလည်းစီးလို့ရမယ်ဂိမ်းတွေလည်းဆော့လို့ရမယ်တက်တောက်တွေလည်းကြိုက်လို့ရမယ်အဲ့တော့ all activity နော်အဲ့ဒီမှာ try လို့ရတယ်အဲ့ကြရင်တော့ပို့ပြီးကြော်မှာပါโอเคအဲ့ဒါဆိုရင်ကျွန်တော်အခုအဲ့ကိုသွားနေပြီဒီ SUV နဲ့ဆိုရင်ဘယ်လောက်ဝေးလဲဟုတ်ဘယ်လောက်ဝေးလဲဆိုတော့15မိနစ်လောက်တော့သွားရတယ်ဟုတ်ကဲ့15မိနစ်ဟုတ်ကဲ့15မိနစ်တော့ဘုံလုံးအမခံနေတာနော် share ပေါ့အမခံတဲ့အတိုင်းပါပဲကျွန်တော်တို့ပြောလိုက်ရတယ် Okay အဲ့ဒါ let's go camping area ကိုရောက်လာပြီပေါ့နော်ဟုတ်ကဲ့ဒီမှာဆိုရင်ဒါမတို့ကအနားယူဖို့အတွက်တန်လေးတွေထိုးပေးထားတယ်ပြီးပြီဆိုရင်ဟိုမှာဒါတန်လေးတွေလည်းစီးလို့ရတယ်လေးစီတွေပေါ်လည်းတက်လို့ရတယ်ပြီးပြီဆိုဂိမ်းလေးတွေစစ်တူရင်တွေပါဝါသနာပါရင်ဆော့လို့ရတယ်ပြီးပြီဆိုရင်ဟိုမှာတာဝါလည်းရှိရလုံးဝမိုက်တယ်အမြည်ကြီးပေါ့နော်အညော်ကြီးရိုက်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာအေးစိနေပြီးတော့စားလို့တောင်းမယ်လေတော့မီနူနဲ့အခမ်းမှာဖြစ်ပါတယ်နေလေစားလေတော့မီနူဆိုတာလေတော့မီနူဆိုတော့အမတို့ဒီ camping area မှာ camping ground program နဲ့လာတဲ့လူတွေကိုအခမ်းတဲ့မီနူပါအဲ့ဒီမီနူလေးကတော့မောင်လေးပြီးတစ်ချက်တည်းကြည့်လိုက်မယ်ဘာလဲပါလဲစိတ်ဝင်စားရင်သွားကြည့်ကြရအောင် Okayဒါကတော့ခုနကမှပြောရဲလေနော်မီနူဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါလေတော့မီနူဆိုတော့အဓိကကတော့မတို့ကကြက်ဘူးပါကြက်သားနဲ့ဘူးသီးဟင်းရည်လေးပါပြီးပြီဆိုဒါကတော့အမတို့ရဲ့အဓိက main ပေါ့နော်အဲ့ဒါတော့ငှက်တလောက်အစိမ့်တုပ်ဖြစ်ပါတယ်ဒါငှက်တလောက်ကိုလုံးဝအစိမ့်တုပ်ထားတာအော်ငှက်တလောက်လားဟုတ်တယ်အကျွန်တော်ခန်းသီးလေးမှတ်တာပြီးမြည်ကြည့်လိုက်ပေါ့နော်အစိမ့်တုပ်ထားတာလုံးဝအယိုးလေးတွေပါမပါအဲ့ဒါလေးကလုံးဝဒါ special လေးနဲ့ဟုတ်တယ် special menu လေးပါဒါလေးကတော့မြင်းခွာရဲ့တုပ်ပါဒါတော့ငပီးတို့စရာပါငပီးတယ်ငပီးတို့ငပီးထောင်းပါဒါကတော့ကျက်ငွေကြော်ပါဒါကတော့ကျက်ကြော်ပါအဲ့ဒါဆိုဒါမတို့ရဲ့နေလေးစားပေါ့နော်ဒါ package ထဲမှာပါပြီးသားပါပြီးသား9ယောက်ကနေစပြီးတော့မတို့ကရောင်းတယ်ပေါ့နော်9ယောက်10ယောက်15ယောက်ပေါ့ကျန်အဲ့ထက်များရင်လေမတို့ကဘယ်လောက်ဒါတည်းဆိုဒီပေါ်မူတည်ပြီးတော့မှတွက်ပေးတာပေါ့နော်ဟုတ်ကဲ့ပါအဲ့ menu ကကြတော့ပြောင်းလဲရှိတာ menu ကအပြောင်းလဲမရှိသေးလေတော့ menu ကတော့အဓိကပေါ့နော်အဓိကမတို့ရဲ့ main ဟိုမှာပေါ့နာမည်ကြီးတဲ့အရန်ကြိုက်တဲ့ဒီ house စားပြီးပြီဆိုရင်နောက်တစ်ခေါက်လာခြင်းတဲ့စိတ်တွေဖြစ်သွားအဲ့တော့ဒီမှာတခုထူးခြားတာကလေကျွန်တော်ဒါကိုကျွန်တော်ရိုးဟွာလေတစ်သားပကံလို့ထင်လိုက်တာတစ်သားပကံတော့မဟုတ်ဘူးသူကကျွန်တော်ပေါ်လို့ထင်လိုက်တာလည်းမဟုတ်ဘူးလေကွန်တီဘက်ပါကွန်တီဘက်ဟုတ်တယ်ကွန်တီပြင်ရတဲ့ဖက်နဲ့လှုပ်ထားတာထမင်းလေးထည့်လိုက်တဲ့ခါကျတော့ဒီကွန်တီနဲ့လေးနဲ့ပေါ့မှွေးပြီးတော့ပေါ့နော်တကယ်အမားတို့ရဲ့ camping ရဲ့ signature လေးပါဒါအထူးတလည်းမှားထားတာပေါ့နော်ပေါ့ပါလေးပေါ့ပါလေးနဲ့အဲ့ဆိုဒီကျ tradition တွေကိုမြင့်တင်တာမွေးနေရဟုတ်တယ်နော်သူကွန်တီဘက်ရဲ့အနံ့လေးနဲ့ဟင်းအနံ့လေးနဲ့ဆိုတော့လုံးဝ perfect ဖြစ်သွားတယ်Okay အဲ့တော့စားကြည့်မယ်အရသာကြည့်Okay ပါကျွန်တော်ကတော့ဒါလေးနည်းနည်းမြည်ကြည့်လိုက်ရကောင်းပါတယ်ဒါမြန်မာချက်ကလေးနဲ့ချက်ထားတာအစိမ့်တုပ်ဆိုတော့ထူးခြားနေတယ်စားကြည့်ရချက်ဘူးကမြန်မာချက်လေးနဲ့ချက်ထားတာချိုးနေပဲဟုတ်ကောင်းလိုက်လားအဲ့လိုချက်ရမယ်တော့မဟုတ်ဘူးတော့မဟုတ်သူရတာလေဟိုပင်စိမ့်လေးနဲ့ပါအုပ်လိုက်တော့ပင်စိမ့်ရဲ့အရသာရောဟိုချင်းလေးရယ်ချင်းချိုလေးกว่าဟုတ်တယ်နော်ချင်းချိုလေးကိုမာတယ်ဟိုဟာလေတုတ်လေးစားရတာလေးကညီနဲ့အောင်လုံးဝတက်ပြတာနော်ဟုတ်တယ်ညီနဲ့အောင်လုံးဝတက်ပြမိုက်ပါပြီအရင်ကငပီတောင်းလေးလည်းထားကြည့်ပါဦးငပီတောင်းကြိုက်လားမသိဘူးငပီတောင်းကြိုက်တယ်ဟုတ်ငပီတောင်းလေးသုံးဟုတ်အရင်ကောင်းတယ်ဆက်လေးနဲ့ငပီတောင်းကတော့စားလားဟုတ်စားတယ်မှာဟုတ်ပုံမှန်ကတလောက်ကလေအယိုးအရမ်းများတာဟုတ်တယ်ဘောင်းစီရမလို့ပဲနဲ့အယိုးကောင်မိုက်တယ်နော်မိုက်တယ်ဟောပတ်သွားမယ်တက်ဘူးလေးနဲ့ထိန်းလိုက်မောင်လေး
ဟာငါပြီးအောင်ကလည်း share ပဲ တဲ့ပဲ စိတ်ပဲလက်နဲ့ကြိတ်ရတော့မှာလက်နဲ့ကြိတ်ရတော့မှာမိုက်တယ်အဲ့တော့ဘာဖြစ်ဒီ menu နဲ့ဆိုရင်လုံးဝပေါ့ဒီမှာ day in day နဲ့ဒီ menu နဲ့ဆိုရင်တော့ perfect ဖြစ်ပြီလို့ပြောချင်ပါတယ်ကျွန်တော်တို့ကတော့တော်တော်လေးမိုက်တဲ့ feeling ကိုရတယ်အဲ့တော့ဆက်စားပါမယ် okay နော်မသုံးဆောင်ပါ ဟုတ်ကဲ့ရှင်ပြိတ္တတွေရောက်ပြီ ဟုတ်ကဲ့ပါတော့ကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါအဲ့တော့အခုကျွန်တော်တို့အခု camping area ကိုလည်းရောက်နေရပေါ့နော်အဲ့တော့ camping area မှာကျွန်တော်တို့ PD ကထူးထူးဆန်းဆန်းနဲ့ကျွန်တော်တို့ lesson ပေးဖို့စီစဉ်ထားတယ်အဲ့တော့ဒီတစ်ပတ်ကျွန်တော်တို့ရဲ့တော့ကြဆို exhibition မှာ game 5မျိုးထည့်ထားတယ်လို့ပြောတယ်အဲ့တော့ mini game လေးလည်းပါတယ်ဒီတော့ကျွန်တော်တို့မှာဒီ game မှာပေါ့နော်ကျွန်တော်တို့အပေးယူရှိတယ်အဲ့ပါလဲဆိုတော့ကျွန်တော်တို့ရှုံးလို့ရှင်ရှုံးတဲ့လူကကျွန်တော်တို့တွားကြဆိုအဖွဲသားတွေရဲ့ညစာတင်တာကိုတာဝန်ယူရမယ်ဆိုတော့ဒါပေးယူလို့ရှိတယ်အဲ့တော့ကျွန်တော်တို့ညီကိုနှစ်ယောက်ကဘယ်သူနိုင်သွားမလဲဘယ်သူရှုံးသွားမလဲဘယ်သူတာဝန်လိုက်ရမလဲဆိုတော့ပြိတ္တတွေကဆက်ပြီးတော့ကြည့်ပေးကြပါဦး ကျွန်တော်ပေါ့ ကျွန်တော် နိုင်မှာပြောတာရှုံးမှာသူတောင်းဝင်ယူရမှာဒီမှာ10ယောက်လောက်တော့ပါတယ်ဆိုတော့10ယောက်လောက်တောင်းဝင်ယူရမှာ ရပါတယ်ဒါပေမဲ့ညီလေးကဘဟုတုတ္တတွေအများကြီးပြောသွားတာဆိုတော့ PD ကခိုင်ခိုင်ကပါမင်းမယ်လို့ပြောထားတယ် ညီလေးနဲ့ဒါမောင်နှမချင်းကြိတ်ပြီးတော့ဒါတိုင်းမင်းထားတယ် Okay အဲ့တော့ဘာလာတောင်းနေကျွန်တော်အဲ့ဒါရေးပဲအဲ့တော့ PD ရဲ့ game ကိုစမယ် တွားကြစို့ Okay အဲ့တော့ကျွန်တော်တို့ဒီ campaign area လေးကိုရောက်နေတဲ့အချိန်မှာပထမဦးဆုံးကျွန်တော်စော့မယ် game ကcrocodile finger bite ဆိုတဲ့ game ပေါ့နော်ဒါကများသောအားဖြင့်ကလေးတွေလည်းစော်တယ်ပေါ့နော်အခုကျွန်တော်ကလေးတွေပေါ့နော်စော်ကြမယ်ဟောပြောချင်တာကအဓိကဒီဟာကကြတော့သူကနှိပ်ရတာပေါ့နော်ဒီ crocodile ရဲ့သွားလေးတွေကိုနှိပ်ရတာပိတ်သွားတဲ့သူကဒါအရှုံးပဲအဲ့ဆိုသူရှုံးလားကျွန်တော်ရှုံးလားတော့ဒါရင်ခုန်စရာကောင်းတယ်တချို့ကလေးကြတော့လန့်တော့မစော်ရဘူး လမ်းမှာလေလမ်းမှာ လမ်းမယ်ဆိုစမယ်ညီလေးရင်ဒါမဲ့ပြိတ္တတွေကိုသိအောင်ပြောပြလိုက်အောင်မယ်ဒါအနိုင်ရှုံးကွဲပြားသွားအောင်လို့ဒါညီလေးတို့ကဒါ3ကတိတိ အော်3ကစော်ရမယ်3ကတိစော်မယ်ပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်ရင်စမယ်ပေါ့နော် Okay စမယ်နေလိုက်မယ် ဘာလို့မစားသေးဘူး Okay တစ်ခါပဲရှိသေးရနှစ်ခါကျန်သေးရပြဿနာမရှိလေးရှုံးရအတွက်ညီလေးစားလေးစားမယ်နော် ညီလေးရှုံးရအတွက် तू ရှုံးရအတွက် မရှုံးခုနကတော့လည်းအရင်စားလိုက်ရတယ် ဟုတ်ဒါရှုံးတယ်လို့စားမှာ အဲ့လို Okay Oh my god. လက်မရှောင်သေးနော် 6ခုတယ်ဟုတ်သေးမှာ Hey go. Wow. ဟိုနောက်တစ်ပွဲစော့ကြအောင်မလို့တော့အပြက်ဖြစ်သွားတယ်ကျွန်တော်ရှုံးရင်တော့ဟိုကျွန်တော်ရှုံးရင်တော့ကျွန်တော်နိုင်နေပြောချင်တာညီလေးကံမကောင်း ပြီးနေတော့မရဘူးဆက်ဆွာမှာလားမဆွာ ဆက်ဆွာမှာပေါ့ဒါ3ပွဲလုံးပြအောင်ဆွာမှာပဲ ကန်ဆိုးသူမောင်ရှင်ကတကယ်ပဲကန်ဆိုးနေရလားဆိုတော့သိအောင်နောက်တစ်ပွဲဆက်ဆော့လိုက်ပါ Okay ဒီထောက်တော့ तू ရှုံးပေမဲ့လည်းကျွန်တော်စပြီ အဲ့လို Okay fine နဲ့ ကိုစားမှာစို့ I'll go
ခုနကစားခိုင်းလိုက်ရမှာစားရလူရှုံးမှမသိဘူး ဒါပဲညီလေးအကိုနိုင်ပါတယ် အမ ကဲဒီတော့ဝဲတော့ အမ ခုနိုင်ပါပြီ အမ ခေး9ခုနော်အခုမှ တက်ခုပြီးပြီတပွဲနိုင်တယ်ပေါ့နော် ကဲနောက်ထပ် 4ခုကျန်ပါသေးတယ် ဖြစ်မလဲမသိ ဒီညညစာကိုကောင်းကောင်းမွန်မွန်စားကြတာပေါ့နော်အဲ့တော့နောက်4ခုကျန်နေကိုကြီးအဲ့တော့ပီတီမမနောက်ထပ်4ခုကဘာလဲဆိုတာပြောပြပါမားပါမားကိုတော့ဒီပါမင်းနေရအောင်နော်အားရင်း မရအောင်သူညစ်တယ်အပေါ်ဘာဘူးကမှာဘာလဲ I love you ထိုင်းလို့ဘယ်လိုပြောလဲ ဟွန်ရာခွန်ကပ် ဟုတ်တယ် ဘာပေါ်တဲ့ကွန်ကတ်လဲဘာပောက်တဲ့ ကိုနေစံမတွေ့ရကြပြီအရင်ချောလာတယ် ငါတော်လားလို့နင်းတော်လားလို့ပဲပြောလိုက် နင်ကအောင်ငါ့ကိုပြဿနာရှာနေရမှာတော်တယ် ရပြီ ငင်းငါ့ကိုချစ်လား ဆက်တာပေါ့ပုံမှန်လေးပဲဆက်လို့